တိန်းထောင်ချင်ရတဲ့ပွဲတွေကိုမကသေးပဲလေးမျက်နှာမျိုးရေးပြီးမှရှေ့ဆုံးကနေဥဆောင်ကူညီနေတဲ့ဖို့ချစ်အေယော်ရီတိုင်းဒေသကြီးလေးမျက်နှာမျိုးနဲ့မှဖြစ်ပေါ်နေတဲ့တဘောဝပြီးမှအခြားသူတွေထပ်ဆော့ပြီးရှေ့ဆုံးကနေကူညီနေသူကတော့ဖို့ချစ်ဖြစ်ပါတယ်။လက်ရှိချိန်မှာအေယော်ရီတိုင်းဒေသကြီးလေးမျက်နှာမျိုးနဲ့မှငဝင်ရေကားတာက200နီးပါးလောက်ကျိုးပေါက်သွားခဲ့ရကြောင်းတစ်မျိုးလုံးနီးပါးရေလွှမ်းမိုးသွားခဲ့ပါတယ်။ကျေးရွာတွေကလည်းအိမ်ထဲကနေထွက်မရပဲတောက်သုံးရင်နဲ့အစားအစာတွေအရေးပေါ်လိုအပ်နေပေမဲ့မုန်တိုင်းနဲ့73စီအခက်အခဲတွေရှိနေတာပါ။ကာကျိုးလိုအရေးပေါ်ဒုက္ခရောက်နေချိန်မှာတခြားသောအလုပ်တွေကိုပေးဖယ်ထားပြီးအနုပညာရှင်တွေတဲကနေပထမဆုံးအကြိမ်ကိုယ်တိုင်ကူညီဖို့ပြင်ဆင်လာသူကတော့တစ်ချိန်ကဇမင်းသားကြီးဖို့ချစ်ပဲဖြစ်ပါတယ်။ပွဲတစ်ပွဲကားလိုက်ရုံနဲ့တိန်းထောင်ချီဝင်ငွေကောင်းနဲ့နာမည်ကြီးမင်းသားတက်လက်ဖြစ်ပေမဲ့ဖို့ချစ်ကငွေကြီးတစ်ခုတည်းကိုသာကြည်နေတဲ့သူမဟုတ်ပါဘူး။ပရိသတ်အားပေးမှုနဲ့ရည်တည်နေရဖြစ်တဲ့အတွက်အခက်အခဲကြုံလာတဲ့အခါရှေ့ဆုံးကနေပြန်လဲကြည့်ရှုပေးတတ်တဲ့စိတ်ဓာတ်ကသူ့မှာအပြည့်အဝရှိနေပါတယ်။ကာကျိုးလိုခက်ခဲနေတဲ့သူတွေကိုဖို့ချစ်ကအင်ဂျီ350စာအတွက်လိုအပ်မဲ့ဆန်စီတောက်သုံးရည်တန့်ခောက်ဆွဲကြောင်းနဲ့အသင်စားစရာစားတဲ့ရိတ်ခါတွေကိုကိုယ်တိုင်ဦးစီးပြီးတော့လူတန်းဖို့စီစဉ်နေပါပြီ။ကားပေါ်ကနေပစ္စည်းလမ်းပြီးတဲ့အပြင်ရေပေးတဲ့သူတွေရှိတဲ့နေရာထိကိုယ်တိုင်ကိုကြားသွားရောက်ပြီးတော့ကူညီပေးနေတာပါ။အခက်အခဲကြုံလာတဲ့ခါမှသာလူတယောက်ရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကိုအထင်ရှားမြင်တွေ့ရတတ်ပါတယ်။ပွဲကရင်တိန်းထောင်ကြီးရရှိနေတဲ့နာမည်ကြီးမင်းသားကြီးဖြစ်ပါလျက်ရေပေးတဲ့ဒုက္ခရောက်နေချိန်မှာကိုကျုံးစွန့်ပြီးတော့ဝင်ရောက်ကူညီနေတဲ့မင်းသားကြီးဖို့ချစ်ရဲ့စိတ်ထားလေးကိုသဘောကျရလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။